အပေါင်းအသင်းတွေမကောင်းတဲ့အခါလုပ်ဖို့ကိုင်မတွေမကောင်းတဲ့အခါဘယ်လိုလုပ်ကြမလဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးဦးညှပ်ပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်။လက်နေဝက်ခိုင် vlog လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်။ကျမတို့ဒီနေ့မှာပေါ့နော်။ဘာလေးပြောပြခြင်းလဲ၊ဘာလေးရှင်းပြခြင်းလဲ၊ကျမတို့ရှင်းပြခြင်းနဲ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကဘာလေးများဖြစ်မလဲ။အဲ့တော့ကျမတို့အနေနဲ့ပေါ့နော်ဒီလက်နေဝက်ခိုင် vlog လေးက personal development နဲ့ပတ်သက်တာတွေ personal finance နဲ့ပတ်သက်တာတွေပို့ပြီးတော့ပေါ့နော်ကောင်းမှုတွေ leadership နဲ့ပတ်သက်တာတွေပိုကောင်းမှုတွေပိုကောင်းမှုနဲ့အရွေးဖြစ်လာစေဖို့အတွက်ပေါ့နော်ကိုယ့်အတွက်ပိုကောင်းမှုနဲ့ကိုဖြစ်လာစေဖို့အတွက်အချက်လက်တွေအများကြီးကိုဝိမျှပေးခဲ့ရကြပါပြီအဲ့တော့ကျမတို့အနေနဲ့ပေါ့နော်ဒီနေ့မှာတော့ဒီထက်ပိုကောင်းတဲ့ကိုဖြစ်လာစေဖို့အတွက်ဘလို့အချက်လက်လေးလေ့လာလို့ရမယ်ပေါ့။ဘာကြောင်းအရာလေးများဖြစ်မယ်လို့ရှိရလဲပြောခဲ့ဖို့ပါတယ်။အဲ့တော့ဘာကြောင်းအရာလေးများဖြစ်မယ်ထင်ပါတယ်လေ။ဒီပြောပြမယ်အကြောင်းအရာလေးကတော့ကျမတို့အနေနဲ့ပေါ့နော်အပေါင်းအသင်းတွေမကောင်းတဲ့အခါလုပ်ဖို့ကိုင်မတွေမကောင်းတဲ့အခါဘယ်လိုလုပ်ကြမလဲပေါ့နော်။ဒါလေးနဲ့ပတ်သက်ပြီးဦးညှပ်ပေးချင်ပါတယ်။အဲ့တော့ကျမတော့လက်နေဝက်ခိုင် vlog လေးကနေပြီးတော့ပိတ်ကိုင်ရှင်ဒီချက်ခိုင်ဆိုပဲဖြစ်ပါတယ်။အဲ့တော့အပေါင်းအသင်းမကောင်းတဲ့အခါဘယ်လိုလုပ်ရမလဲ။လေလေးပြောရင်မပေါင်းနဲ့ပေါ့နော်အဲ့ဒါကြီးကတော့အရှိဆုံးပြောလိုက်တာပေါ့ဒီလိုပြောရင်တော့ဒါကတော့မပြောမှလားညီမပြောမှလားနော်ဒါကတော့ဆရာမပြောမှလားဆိုပြောကြမှာပေါ့မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ကြုံတွေ့ရတဲ့အခါလုံးဖို့ကိုင်မဲ့တဲ့အလုံးဝမကောင်းတဲ့အခါတို့တွေဘယ်လိုရင်ဆိုင်ရမလဲပေါ့အဲ့တော့ရင်ဆိုင်တဲ့နည်းနဲ့ဖြည့်ရှင်းတဲ့နည်းကတော့တယောက်နဲ့တယောက် technique တွေမတူဘူးတယောက်နဲ့တယောက်လုံးပေါ်ကိုင်ဝင်ခြင်းတွေမတူကြဘူးအဲ့တော့ဘယ်လိုလုပ်ကြမလဲငါတို့ဘယ်လိုဖြည့်ရှင်းရင်ကောင်းမလဲအဲ့တော့တချို့ကြတော့မကောင်းတဲ့လူတွေတွေ့တဲ့အခါမပေါင်းနေရပါတယ်တချို့ကြတော့လေ daily life မှာ daily ရှင်တန်ဖြတ်တဲ့နေရတဲ့အခါမှာအိမ်ကလူတွေနဲ့အောင်သူတို့နဲ့ပို့ပြီးကြုံတွေ့ရတာပို့ပြီးတော့များသေးရဲ့ဒီလိုပေါင်းသေးတွေနဲ့ကြုံတွေ့ရတာ24နိုင်မှာအိမ်ပြန်ချိန်ကစားချိန်တွေကုန်ဖယ်လိုက်ရင်တော့8နာရီပြေးဝမရတဲ့အချိန်မှာဒီ second life of family လို့ပြောကြမှာပေါ့နော်ဒီကိုယ့်ရဲ့ဒုတိယအိမ်ဖြစ်တဲ့အလုံးမှာလောက်ရတာပို့ပြီးတော့အချိန်များတတ်ပါတယ်ဒီလူတွေနဲ့ကုန်ဆွားတာပို့အချိန်များပါတယ်အဲ့တော့ကျမတို့အနေနဲ့ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့လောက်ကင်ဆောင်ရရလဲဒီလူတွေကိုကျမတို့ဘယ်လို handle လုပ်မလဲကျမတို့ကဘလောက်ထိ management လုပ်နိုင်ကြမလဲပေါ့ဒါမျိုးလေးကိုပြင်ဆင်သားရအောင်ပေါ့နော်ဒီလို situation ကို management လုပ်နိုင်မလားသူတို့ပဲကျမတို့ lead လုပ်သွားနိုင်မလားနောက်ဆုံးတော့ကိုယ့်ကိုယ်ပဲ self boundary ချမလားဒါတွေကိုရွေးလို့ရပါတယ်အဲ့တော့ရှင်တို့ကကိုပြင်ဆင်သားကြည့်ဖို့လိုပါတယ်ကိုရီးယားလုံးဝစိတ်ကောလူကိုအဆင်ပြေရဲ့လုပ်ငန်းခွင်ဖြစ်နေရလားကျိုးလုံငင်တချို့အပေါင်းသိနေရရှိရကြတယ်ရှိမှာတော့ပြုံနဲ့နောက်ပွေရောက်လာလို့ရှိရင်ကိုယ်နောက်ကျော်တာနဲ့ထိုးကျဲစီနေကြတဲ့သူတွေလားကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့တွေကကိုယ့်ရဲ့ colleague ရှိရာကိုယ့်အတွက် mentally အရာဟော physically အရာဟော support မဖြစ်တဲ့လုပ်ငန်းခွင်လားနောက်ပြီးတော့ဒီအခြေအနေကနေကိုယ်ဒီရုံထွက်ဖို့ဆိုလို့ရှိရင်ကျောင်းပြောင်းဖို့အစီမပြေနိုင်သေးတဲ့အခြေအနေအလုပ်ကိုချက်ချင်း trap ဖို့အစီမပြေနိုင်သေးတဲ့အခြေအနေမှာကိုကရင်ဆိုင်ကြုံတွေ့နေရတဲ့သူလားဒါဆိုရင်တော့ဒီဗီဒီယိုလေးဆက်ပြီးနားထောင်ကြရအောင်ဒီအစီမပြေတဲ့အခြေအနေတွေကနေရုံထွက်နိုင်တဲ့သူဆိုရင်တော့ okay ပါဒီဗီဒီယိုဆက်မကြည့်လည်းရပါတယ်အဲ့တော့ဒီအခြေအနေတွေကနေချက်ချင်းရုံထွက်ဖို့လုံးလုံးစေကို့မှာအဆင်သင့်မဖြစ်သေးဘူး ready မဖြစ်သေးဘူးအချိန်အတိုင်းအတာတစ်ခုထီတော့ကိုကဆက်ပြီးတော့ live လုပ်နေရမယ်ဆိုရင်တော့ကျမနဲ့အတူတူဆွေးနွေးနေဒီ tips လေးကိုကျမတို့ဆက်ပြီးနားထောင်ကြည့်ပါမယ်နော်အဲ့တော့ကျမတို့အနေနဲ့ဘာလုပ်ဖို့လို့လဲဘာလုပ်လို့ပဲရလဲကို့အတွက်အရင်ထိခိုက်လောက်အောင်ဖြစ်သေးဘူးဆိုရင်တော့ကို့အနေနဲ့ပထမအဆုံးစဉ်အနေနဲ့တော့ patient ဖြစ်အောင်နေကြည့်ရမှာပေါ့ခံဖြစ်အောင်နေကြည့်ရမှာပေါ့အဲ့တော့ကျမတို့အနေနဲ့ be patient ဖြစ်ဖို့လိုပါတယ်လူတွေအဲ့ကြရင်ပြောပါလိမ့်မယ်လုံးဝ patient ဖြစ်စရာဘာလို့မှာလဲအဲ့တော့ဘာလို့သီးခံစရာလို့လဲဒီလိုလူမျိုးတွေနဲ့သီးမခံနဲ့ဒီလိုအခြေအနေမျိုးကရုံထွက်ခဲ့ဆိုချက်ချင်းရုံထွက်နိုင်ရင်လေကျမတို့မှလောက်ရမယ့်အချိန်ကနံပါတ်1အဆင့်အနေနဲ့တိတ်မလုံကျူးသေးလေရင်တော့လုပ်ငန်းခွင်မျိုးမှာတော့သီးခံရမယ်နောက်ပြီးတော့ချက်ချင်း judge immediately judgment မလုပ်ဖို့တော့အရေးကြီးပါတယ်လူတိုင်းကကိုယ်စိတ်နဲ့သူ့စိတ်နဲ့တူတာမဟုတ်ဘူးလေကိုကပဲအဆင်မပြေနေရလားတချို့လူတွေကပဲအရန်ကိုပေါ့နော်ကိုယ့်အတွက်မကောင်းမှုဖြစ်နေရလားကိုက sensitive ဖြစ်ပြီးတော့သူများဖြစ်မှုတိုင်းကိုလိုက်ခံစားနေတတ်တာလားကိုယ့်အချိန်ကြီးကိုယ့်အနေထားကိုလည်းကိုသိရပါမယ်လူတိုင်းမှာ problem ရှိပါတယ်တယောက်နဲ့တယောက်လည်းစိတ်အဆင်မပြေရဲ့ problem တွေအများကြီးနဲ့ကြုံတွေ့ရတတ်ပါတယ်အဲ့တော့အရင်ဆုံးအခြေအနေမှာတော့ patient ဖြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ patient ကတော်တော်များများ conflict တွေကို reduce ဖြစ်စေနိုင်ပါတယ်တိတ်ခန့်ဆိုတာခေါင်းမှုပြောနေမှာမဟုတ်ပါဘူးတချို့အခြေအနေကလည်းလိမ့်မှာပါနဲ့ဆိုတာရှောင်ထွက်လိုက်ဖို့နဲ့အချိန်အတိုင်းတာတစ်ခုတော့ကိုဒီစိတ်ရှည်လက်ရှိတိတ်ခန့်ဆောင်ဆိုင်မှုလိုအပ်ပါတယ်အဲ့တော့ဒါဒီကိုယ် preparation ဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ listen more and talk less
အဲ့ဒါကတော့လုပ်ငန်းခွင်မှာမဟုတ်ပါဘူးတငယ်ချင်းအပေါင်းအသင်းနဲ့ပဲပေါင်းမိသားစုထဲမှာပဲဆိုကိုယ့်ရဲ့ကြောင်းရိုင်းနဲ့ပတ်သက်လာရင်ပေါ့နော်ကိုသူများပြောတာတက်နိုင်သလား communication ကောင်းတဲ့သူတယောက်ဖြစ်ချင်ရင်လည်းပြဿနာမဖြစ်ချင်ဘူးဆိုရင်ပို့ပြီးနားထောင်မှာတက်နိုင်သလားစကားပြောတာရှော့ပြီးပြောပါစကားဆိုတာစတွေကကားဖို့အတွက်ဖြစ်လာပြီးသားမလို့ရန်ကိုတတိထားပြီးလုပ်ငန်းခွင်အပေါင်းအသင်းတွေကြားထဲမှာနေထိုင်တတ်ဖို့အရေးကြီးပါတယ်တချို့ people တွေကအကြံဉာဏ်တွေမလို့ရင်ကြအောင်ဝေဖန်တာကိုအရင်ကြောက်တယ်လက်မခံနိုင်တဲ့ sensitive ဖြစ်တဲ့အပေါင်းအသင်းတွေရှိပါတယ်အဲ့တော့သူတို့ပြောတာတွေကိုတက်နိုင်သလားကိုယ့်အတွက်ဘာမှမဖြစ်သွားရင်နားထောင်လိုက်ပေါ့နော်နားထောင်လိုက်ပြီးတော့ပဲ argument ဖြစ်ဖို့အငင်းကုန်ပြမလို့ဖို့ဆိုတာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်တချို့တွေကသူတို့ပြောတာကိုနားထောင်သိချင်ကြတယ်အဲ့တော့ဒီလိုနဲ့လည်းမဖြစ်မနေဆက်ဆံရမယ် communication လည်းကောင်းမွန်ဆိုလို့ရှိရင်ကောင်းဖို့အတွက်လိုအပ်မယ်ဆိုရင်တော့ criticize မလုပ်ဘဲနဲ့ဝေဖန်တာမျိုးမလုပ်ဘဲနဲ့ just only information အတွက်နားထောင်မှာကောင်းတင်ကောင်းခတ်မလုပ်ဘဲနဲ့လေကိုဒီဆက်ပြီးတော့စကန်သွားလို့ရတဲ့နည်းလည်းဖြစ်ပါတယ်။မကျင်တဲ့ရင်ရှောင်ထွက်ခဲ့လို့ဒီစကားဝိုင်းရပါတယ်။ဒါပေမဲ့ပြဿနာကတော့ပြိုင်ဖက်တူပြီးတော့မြင်နိုင်လို့ပါတယ်။အဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဘာလုပ်တင်နေလဲ။ show empathy ကိုပြပါကိုဘလောက်ခုနပြောရဲပေါ့နော်။ဒီ empathy ဖြစ်ကြောင်းကိုနင်ခံစားနေရတော့ငါဘလောက်နားလေချာကိုပြလို့ရပါတယ်နော်။အဲ့တော့ကိုအနေနဲ့နင်ခံစားနေရတာကိုဘလောက်နားလေတယ်။နင်ဘလို့ခံစားနေရတာတော့ငါသိတယ်။ဒါပေမဲ့ဒီကစာနာတနာကိုထောက်ထားဖို့ဆိုရင်တော့ I feel sorry for you လို့ပြောလို့ရတယ်။အဲ့တော့ so sorry ပေါ့နော်ဒါပဲကိုလည်းပြောနိုင်တယ်ဒီထက်ပို့ပြီးတော့ကိုကလိုက်ပြီးတော့ဘာမှထပ်ပြီးတော့ကိုလည်းမလုပ်ပေးနိုင်ဘူးသူခံစားနေရတဲ့ပတ်သက်လိုက်နားလေရစာနာရဆိုတာနဲ့ပတ်သက်ပြီးတော့ပဲကိုပြောပြလို့ရတယ်ပေါ့နော်ဒီထပ်ပို့ပြီးတော့ empathy ကိုပဲပြလို့ရတယ်နောက်တအားကြီးသူ့နိုင်ရမှာဝင်ခံစားပြီးတော့ sorry ထပ်ပို့ပြီးတော့ဘာမှတော့ပြောပြလို့မရဘူးပေါ့နော်အဲ့တော့ကိုရီးယားဘာလို့ဖို့ဆိုလို့ရေးကြည့်တယ်ဆိုရှင် empathy လို့ပြောရဲဘလို့ခံစားလဲနင်ခံစားနေရတော့ငါနားလေဆိုတဲ့အထီလောက်ဒီပဲရမယ်နင့်နေရာမှာငါတအားကြီးဝင်ခံစားပြီးတော့ငါရဲ့စာနာတနာနားလေခြင်းတွေက sorry ထပ်ပို့ပြီးတော့ကိုအများကြီးပြပြီးလို့တော့မရတော့သူကကိုမဟုတ်ဘူးကိုကသူမဟုတ်ဘူးဘလောက်ပဲနားလေပါတယ်ပြောဘလောက်ပဲခံစားလို့ရပါတယ်ပြောသူကကိုမဟုတ်ပါဘူးငယ်တော့ကျမတို့ငယ်တော့မဟုတ်ပါဘူးအခုဆိုလည်းကျမတို့တချို့ funeral တွေသွားတယ်ဒီတငယ်ချင်းတွေမိတ်ဆွေတွေပေါင်းတည်တယ်သူတို့ရဲ့ဒီမိဘတွေတော်လကောင်သူရဲ့ညီကိုမောင်နှမတွေတော်လကောင်သူတို့ရဲ့မိသားစုဝင်တွေတော်လကောင်တရားရောက်ဆုံးရှုံးလို့ကျမတို့သူတို့ရဲ့အတုပတွေသွားတဲ့အခါတငယ်ချင်းကိုဖတ်ပြီးမိသားစုကိုဖတ်ပြီးတော့ဒီကြံရစ်တဲ့ဒီမိသားစုပေါ့နော်ဒီကိုရဲ့ဒီဆွေမျိုးမိတ်တင်ကားတွေဖက်ပြီးတော့နှစ်သိမ့်တက်ကြတယ်အထက်တူခံစားရပါတယ်ထက်တူဝမ်းနေပါတယ်ပေါ့နော်ဒါတွေကကိုယ့်ရဲ့ခုနပြောတဲ့ empathy နဲ့ထက်တူခံစားနားလေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကိုဘလောက်ပဲဖက်ငုံနေကိုအိမ်ပြန်ရောက်ရင်တော့အနည်းဆုံးတော့ဟိုထမင်းမစားနိုင်အောင်ဝန်းနေလေတရက်နေ့ပဲဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုဝင်မဟုတ်တာကိုမိသားစုဝင်ဆိုရင်တော့ကိုအကြိုက်ခံစားခြင်းနဲ့ခံစားမှာပေါ့ထက်တူထမြန်လိုက်ပြီးခံစားဖို့ဆိုတာကဒီလိုစကားလုံးနဲ့ပေါ်ပြပေးရင်တော့နေတော်တော်လေးရနေပြီဒီထက်ပိုပြီးတော့တချို့တွေမှာ feel sorry ဖြစ်ဖို့ကတော့အရင်ဖြစ်နိုင်ပါဘူးသူကိုဒီတိုင်းမှာပဲအရင်ခံစားပေးရင်တော့မှအလုံးလုံးတစ်ပတ်ပေါ့နော်ဒီထက်ပိုပြီးတော့ကိုအပေါင်းအသင်းမဟုတ်တယ်ကိုအပေါင်းအသင်းဆိုရင်တော့ကိုခံစားရတာအချိန်အတိုင်းတာတစ်ခုတည်းဖြစ်ပေမဲ့အရင်တစ်ချိန်မဖြစ်နိုင်ပါဘူးအဲ့တော့အရင်နားလည်ပေးပါတယ်အရင်စာနာပေးပါတယ်ပြောတယ်ခါတလေကျရင်သူခံစားချက်တိုင်းတော့ကိုစီထပ်တူထမြဖြစ်နိုင်ခြင်းမှဖြစ်နိုင်ပါလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်သတိထားပါသူဟာကိုမဟုတ်ဘူးဆိုတာကိုပြချင်ပါတယ်ကိုကလည်းသူမဟုတ်ပါဘူးနောက်ချက်ကကြတော့အရေးကြီးဆုံးချက်က respect boundary ကိုပြောပြချင်ပါတယ်အဲ့တော့ကိုယ့်ရဲ့ boundary ကိုတည်တည်ချာချာသတ်မှတ်ပါဘလို့ boundary ဘလို့မျိုးလေးအကန့်အသတ်နဲ့ကိုကကို boundary လေးတွေထားမလဲအဲ့တော့ကိုအနေနဲ့စေးနိုးလို့ပြောဖို့တော့ပေါ့နော်ဘယ်တော့မှမကြောက်ပါနဲ့ကျမတို့ဆိုအမြဲအားနာတတ်ပါတယ်ဒီအောင်လေးကျမခဏပြောပါတယ်ကျမတို့အမြဲတမ်း boundary ချဖို့အတွက်ကိုအမြဲတမ်းအားနာတတ်တယ်မပြောချင်ဘူးတကယ်ကြီးကကိုတစ်ချိန်လုံးဖုန်းခေါ်နေတယ်ရုံးချိန်ပြပါမှာရုံးချိန်တွင်းမှာလည်းကိုဟိုခိုင်းဒီခိုင်းနေကို level တူတကယ်ချင်းချင်းကိုအဲ့လိုလုပ်နေတယ်ကိုလည်းစေတနာပါလို့လုပ်ပေးလိုက်တယ်ဒါပေမဲ့သူခိုင်းတာတွေကအမြဲတမ်းလမ်းလဲကြုံရတာနဲ့သူလည်းအစီပြေရတာနဲ့ DPC ကိုသွားယူခိုင်း DPC ကိုသွားတဲခိုင်းဒါမျိုးတွေလုပ်လာတယ်ရှင်းပြောရင်တော့နည်းနည်းကြောတယ်ဆိုတဲ့အဆင့်ကိုရောက်လာတဲ့အနေအထားဖြစ်လာတယ်။အခုညီတောင်းနေဆိုတဲ့နေရာကိုမဟုတ်ဘဲနဲ့သဘောကောင်းလို့အားနာတယ်လို့ခိုင်းနေဆိုတဲ့အနေအထားကိုဖြစ်လာတယ်။ကိုကသူ့ရဲ့ဒီခိုင်းခံရမှမသိတဲ့ခိုင်းခံရတဲ့လူတယောက်ဖြစ်လာခဲ့တယ်။ကိုလည်းအဲအကြောင်းသိဖို့လိုအပ်ပါတယ်။တော်ပြီငါဒီကိစ္စအထိဆိုတော့ငါကူညီနိုင်မယ်။ဒီချက်ပို့ပြီးတော့လွန်လာရင်တော့ဒါဒီငါ့ရဲ့ကူညီစရာကိစ္စရမဟုတ်တော့ဘူး။ငါရဲ့boundary ကိုငါလေးစားလိုက်နာရမယ်ငါကန့်တက်လိုက်ပြီဆိုတာမျိုးပေါ့နော်ဒါမျိုးကိုသဘောပေါက်ရပါမယ်ကိုအနေနဲ့ကို
ကို respect ရှိရပါမယ်အဓိကကတော့ boundary ချလိုက်တယ်စီမင်းစီကန်းနဲ့ကန့်တက်လိုက်တယ်ဆိုတော့ကိုယ်နယ်နိမိတ်ကိုကန့်တက်လိုက်တာပါပဲဒီအထိတော့ငါလုပ်ပေးနိုင်တယ်ဒါကြော်လာရင်တော့ဒါဒီငါရဲ့နယ်ပယ်ကိုကြော်လာပြီဒါဒီငါလုပ်ပေးမယ်အရာလုံးဝမဟုတ်ဘူးဆိုတာကိုလေသိတာအောင်ဖြစ်စေတနည်းနည်းပြဖြစ်စေကိုဒီပြောထားဖို့အရင်အရေးကြီးပါတယ် privacy ရှိရဆိုတာအရင် important ဖြစ်တဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့လိုအကြောင်းအရာကြောင့်တစ်ခါလူမုန်းခြင်းမုန်းမယ်နှစ်ခါလူမုန်းခြင်းမုန်းမယ်ဒီထက်ပိုပြီးတော့မုန်းခြင်းလည်းမုန်းသွားလိမ့်မယ်ဒါပေမဲ့ကြားသောအဖြစ်ကိစ္စရက်တွေမှာကိုက boundary ထားလို့အဆင်မပြေဘူးဆိုပေမဲ့ထားကြည့်လိုက်ပါတစ်ခါနှစ်ခါတည်းပို့ပြီးတော့မဟုတ်ပါဘူးအဆင်မပြေခြင်းလည်းအဲ့လိုမကောင်းတဲ့လူတွေရှောင်ထွက်သွားလဲကိုကမှပို့ပြီးကောင်းတဲ့ပေါင်းတင်တွေရောက်လာနိုင်ပါတယ်အနည်းဆုံးတော့ကိုသူများရဲ့အခိုင်းခံရခြင်းတွေလုကင်းသွားပါတယ်တချို့တွေကြတော့လည်းအဲ့လို boundary ထားလိုက်တဲ့အခါကျတော့နောက်ရွံ့သွားပြီးတော့ကိုဒီနောက်သူ့ကိုခိုင်းလို့မရပါလားဆိုရင်မခိုင်းခဲ့တာနဲ့ကိုမပြေလေဘူးထင်တဲ့ကိစ္စတွေကအလိုလိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်မယုံရင်စမ်းကြည့်လိုက်ပါအဲ့တော့နောက်တစ်ချက်ပေါ့နော် encourage ဖြစ်ပါအဲ့တော့တစုံတစ်ယောက်ကိုတငယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ်လှုပ်ဖော်ကိုင်းမယ်ပဲဖြစ်ဖြစ်ကိုဒီသူ့ရဲ့ကောင်းကွက်တွေနဲ့သူ့ကိုဘလို့ပို့ပြီးကိုကောင်းကောင်းမွန်မွန်နဲ့ပြောရမလဲဆိုရင် positive word တွေသုံးလို့ရပါတယ် pressure ဖြစ်စေတဲ့စကားလုံးတွေသူ့ရောကိုယ်ရောအတွက်တော့မသုံးပြပါစေနဲ့ blame လုပ်တာတွေပေါ့ဒီနေ့ခေတ်မှာတယောက်နဲ့တယောက်ကအရင် blame လုပ်ကြတယ်အဲ negative comment တွေအရင်ပေးကြတယ်ဒီမှာရှိရပြောခဲ့သူကကိုမဟုတ်ပါဘူးအာယုံမှလည်းခုနကပြောပိန်လို့ဝါလို့သူ့ရဲ့ဝတ်စားစီမှုကဘလို့သူရှိတဲ့အတိုင်းဒါလေးနဲ့သူအကောင်းဆုံးဝင်နေတဲ့အချိန်မှာကိုဘာမှပြောစရာမလိုဘူးလေသူ့ရဲ့ကျမကြီးမကောင်းတာဖြစ်ချင်းဖြစ်မယ်ဒါကြောင့်မို့လို့သူ့ရဲ့ခန္ဓာကိုယ်ကချိုးရင်းအားနေနေတာတခုခုဖြစ်ချင်းဖြစ်မယ်သူဒီကျမကြီးမကောင်းလို့ဆေးရတောင်းနေရလို့သူဒီဝနေတာဖြစ်ချင်းဖြစ်မယ်ပိန်နေတာဖြစ်ချင်းဖြစ်မယ်သူ့ကျမကြီးအနေထားကိုကိုနေရတာဖြစ်ချင်းဖြစ်မယ်သူဒီအခုလောဆယ်စိတ်မပြောရှင်ဘူးတက်တက်ကြွကြွမပြောနိုင်ဘူးသူငယ်စဉ်ကဘလို့ trauma မျိုးနဲ့ခံစားခဲ့ရလဲကိုမသိနိုင်ဘူးသူ့အိမ်သူ့မိသားစုကအဆင်မပြေရလားအခုလောလောဆယ်ကိစ္စရဲ့အတွင်းမှာသူ့ရဲ့ relationship တွေမပြေတယ်လို့ဒီလိုမျိုးစိတ်ပူနေရလားစိတ်ဆင်းရဲနေရလားမင်းကလေးတွေဆိုပိုတော့ရှိကြပါသေးတယ်အဲကျမတို့ရဲ့ကျမကြီးအနေထားရပါတော့ကျမတို့ဒီ pre-na နီးလာရင်ပို့ပြီးတော့စိတ်တူတတ်ကြတဲ့ဖြစ်တတ်ကြရပါတော့အဲ့တော့နေရာတိုင်းကိုသူများအောင်နားလည်ပေးကြမလို့ပဲအော်သူဒီလိုချိန်မျိုးဆိုရင်တော့နည်းနည်းစိတ်တူတတ်တယ်ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်ဒါသူ့ဟာသူလွတ်ထားလိုက်ပြီးတော့ကိုဒီသဘောပေါက်ရပါမယ်အဲ့လိုပေါ့နော်ဒီလိုလွတ်ထားပြီးနားလေပေးလိုက်ရပါမယ်ကိုကသူမဟုတ်လို့မခံစားပေးတတ်ရင်သူ့အနေထားနဲ့သူကိုကနားလေပေးလိုက်ရင်တချို့ကိစ္စရဲ့တရားရှင်းလင်းသွားပါတယ်အဲ့တော့ encourage ဖြစ်တဲ့ professional ဟောဒီကိုတုံးပြီးတော့နားလေပေးလို့ရပါတယ်ပေါ့နော်ကိုယ်မထိခိုက်သေးတဲ့တချို့ကိစ္စရဲ့တွေမှာနည်းနည်းပါးပါးပို့ပြီးတော့ short ပြီးတော့အဆင်ပြေအောင်လုပ်ပြီးလို့ရပါတယ်အဲ့တော့ဘယ်ဟာကြီးကျမတို့လက်ခံလို့မရဘူးလေဘယ်ဟာကြီးကျမတို့မလုပ်သင့်ဘူးလေအဲ့တော့ကျမတို့တငယ်ချင်းအပေါင်းအသင်းတွေလည်းငယ်တော့ဆိုရှိတတ်ပါတယ်မတည့်ဘူးဆိုလို့ရှိရင်ဒီတယောက်အကြောင်းနောက်တယောက်နဲ့တွားပြီးပြောတာဒီလောက်ဖော်ကိုင်းမဲ့အကြောင်းနောက်လောက်ဖော်ကိုင်းမဲ့နဲ့တွားပြီးပြောတာစရရအောင်ကားပါရေးဆိုတဲ့စကားလုံးအတင်းပြောရတဲ့ပတ်သက်ပြီး gossip တွေကိုရှောင်ကျင်ပါသူတို့နဲ့ပတ်သက်ပြီးတော့အတင်းပြောတာပဲဖြစ်ဖြစ်သူတို့အတင်းပြောတဲ့ဝိုင်းမှာပဲဖြစ်ကိုမပါမိအောင်တက်နိုင်တဲ့လောက်ရှောင်ကျင်ပါအဲ့ဒါဒီအရေးကြီးတဲ့အချက်ပါဝိုင်းတစ်ဝိုင်းနဲ့ထိုင်နေရင်တောင်မှကိုပြောမိလို့ဆိုတဲ့အကြောင်းအရာမျိုးနဲ့ဖြစ်တတ်ပါတယ်အဲ့တော့အားနေတဲ့သူတို့ကလုံးဝအဆင်မပြေဘူးကိုနဲ့လုံးဝမโอเคတော့ဘူးလို့ချင်းကိုရှောင်ခက်လို့ရတဲ့နည်းနဲ့နေအများကြီးရှိပါရဲ့နဲ့သူတို့ကိုအားနေတဲ့သူတို့လည်းစိတ်သွားပြီးတော့တက်မတက်လိုက်ပါနဲ့ဒီလိုလူမျိုးတွေကိုလည်းကိုကတခြားထင်မြင်တဲ့မှတ်ချက်တွေနဲ့သွားပြီးတော့မပြောပါနဲ့တချို့လူတွေကသူတို့ကိုထင်မြင်ချက်ပေးတာသူတို့ကိုမှတ်ချက်ပေးတာသူတို့ကိုကောင်းစီလိုတဲ့စိတ်နဲ့ပြုပြင်အောင်မြင်မဲ့လည်းမကြိုက်တတ်ကြပါဘူးနောက်တစ်ခုကတော့သူတို့ ਨੇ ခုနပြောတဲ့ behavior တွေပေါ့နော်သူတို့ behavior တွေကို completely ignore မလုပ်ပါနဲ့ like ပြီးတော့သူလုပ်သမျှတွေအကုန်လုံးကို like ပြီးတော့ခုနကအရန်ခံစားနေရ like ကြည့်ရအဲ့ဒါမျိုးတွေမလုပ်ပါနဲ့ကိုယ်အနေထားနဲ့ဆိုကိုမကောင်းဘူးလို့ထင်နေအစောကြီးကဒီ completely ignore မလုပ်ရင်တော့အသေးဖွားလေးနဲ့ ignore လုပ်ပြီးလွတ်ထားလိုက်လို့ရပါတယ်အဲ့ဒါကို like ကြည့်မယ် like ခံစားမယ်တစ်ချိန်လုံး completely နဲ့ like ကြည့်နေရင်ကိုလည်း completely ခံစားရဖို့ပဲအပြည့်အဝခံစားဖို့ပဲရှိနေပါလိမ့်မယ်နော်နောက်တစ်ခုအရေးကြီးဆုံးသောအချက်ကကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့တငယ်ချင်းကိုယ့်အပေါင်းအသင်းတွေကိုပို့ပြီးတော့အဆင်ပြေစေခြင်းနဲ့ဆိုလို့ရှိရင် anger ဖြစ်တဲ့ response ကိုဘယ်တော့မှ angry ဖြစ်တဲ့ response နဲ့မတုံ့ပြန်ပါနဲ့အဓိကတော့ဒေါသဖြစ်နေတဲ့အချိန်မှာစကားမပြောမိဘူးအရင်ရေးကြည့်ပါတယ်ကျမတို့လည်းဖြစ်တတ်ပါတယ်စိတ်ဆိုးဆိုးနဲ့ပြောလိုက်တဲ့စကားလုံးတွေဟာတစ်ခါတလေကြာရင်စိတ်ဆိုးပြေသွားတဲ့အချိန်မှာငါမပြောသင့်ပါလားဆိုတာမျိုးဖြစ်တတ်ပါတယ်မပြောခင်မလုပ်ခင်မရေးခင်အရင်ဆုံးတွေးပါဒါသည်အရေးကြီးတဲ့အချက်ပါပဲအဲ့တော့ဒါဒီချမ်းမြေ့စရာတော့ဘုရားကြီးရေပြောခဲ့တဲ့စကားလုံးတွေဖြစ်ပါတယ်မပြောခင်မတွေးခင်မကြံခင်မှာပေါ့နော်ကိုယ့်အနေနဲ့ဆိုလို့ရှိရင်တိတိကျကျပြန်ပြီးတော့စဉ်းစားပြီးသုံးသပ်ပြီးရေးဖို့လိုပါတယ်အဲ့တော့ဒီချက်လေးပေါ့နောက်တစ်ချက်ကကျကျမတို့အနေနဲ့ဘာတွေပြောတင်လဲဘာတွေလုပ်တင်လဲဘာတွေ
ဟောဖြစ်တယ်လေပေါ့နော်ထပ်ပြီးစဉ်းစားကြမယ်ဆိုရင် workplace မှာလေကိုယ့်ရဲ့ခုနပြောတဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကို leadership leading ကောင်းကောင်းနဲ့ကိုဦးဆောင်လို့ရတယ်ကိုနဲ့သူနဲ့လို့ဖော်ကိုင်မဲ့ဖြစ်စီအောင်တော့ဒီ conversation ကိုမကြိုက်ရင်ကိုဒီလိမ်မှာပါနဲ့ဆိုရှောင်ထက်တာတခြား conversation ကိုပြောင်းလိုက်တာကိုလုံးနိုင်လို့ရတဲ့အပိုင်းမှာဆိုရင်ထမင်းစားပိုင်းတစ်ဝိုင်းထဲမှာကိုမရှောင်လဲလို့မရဘူးဆိုလုံးလို့ရပါတယ်တခြားဒီစကားလုံးကိုဦးဆောင်လိုက်တာတခြားအကြောင်းအရာကိုဦးဆောင်လိုက်တာကျမတို့တော့မှတစ်ခါတလေကြာလို့ရှိရင်အရင်အတင်းပြင်းနေတဲ့ပြောမိနေပြီgossip ဖြစ်တဲ့ပုံစံမျိုးတွေနဲ့ကိုရီလည်းသူများအတင်းကိုပြောတတ်ကြတာပဲထမင်းစားပိုင်းမှာအဲ့တော့အရင်ပြောနေပြီပြောတာတွေကပုံမှန်ထက်ပိုလွန်ခဲလာပြီမိန်းကလေးတွေဆိုတော့ဒီလိုမျိုးပြောတာတွေပါဝါသနာတွေပါကြပါတယ်အမေအရင်လွန်ခဲလာပြီပြဿနာတွေကဖြစ်နိုင်တဲ့အခြေအနေအကြောင်းအရာရောက်လာပြီဒီလိုအကြောင်းအရာမျိုးရောက်လာပြီဆိုတာနဲ့တခုခုသူများအကြောင်းကိုပြောပြီဆိုလို့ရှိရင်ကျမတို့နည်းနည်းစဉ်းစားပါတယ်ကျမအနေနဲ့လည်းပြောတာပေါ့နော်အရင်ကိုဒီအတင်းနဲ့လေးနဲ့သတင်းပလင်းအခြေအနေဖလှယ်တဲ့အခြေအနေတွေပို့ပြီးအရင်လွန်ခဲလာပြီးတော့အနွိုင်းဖြစ်စီရဲ့တယောက်ယောက်ပါလာပြီးတော့အဲ့လိုအကြောင်းအရာမျိုးအရင်ဖိပြောနေပြီဆိုရင်ကျမကတော့ကျမအနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျမအတွက်ကိုပေါ့နော်အရင်အနွိုင်းဖြစ်စေတဲ့ negative environment ဖြစ်စေရလို့ကျမတတ်မှတ်ပါတယ်အဲ့လိုအခြေအနေမျိုးဆိုရင်ကျမဒီလိုစကားပြောရရင်လုံးဝရက်လိုက်ပါတယ်ဒီထမင်းစာဝိုင်းကနေကျမရှောင်ထွက်လိုက်ပါတယ်ကျမကိုကျမနော်ကျမရဲ့ role ကိုကြားသေးတယ်ကျမကို negative energy တွေပေးဆွနိုင်တဲ့အတိုင်းဝိုင်းအဲ့လိုအနေထားအဲ့လို situation မှာကျမဘယ်တော့မှမနေပါဘူးကျမရဲ့ energy ကိုကြားစေရလို့ကိုကျမဖာတာကျမရှောင်ထွက်ပြီးတော့ boundary ထားခြင်းဖြစ်ပါတယ်အဲ့တော့ကျမတို့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ပေါင်းတင်မှာပဲဖြစ်ဖြစ်မကောင်းတဲ့အပေါင်းတင်တွေကြုံတွေ့ရတတ်ပါတယ်အဲ့တော့အမြဲတမ်းအပေါင်းအသင်းကိုပေါင်းတဲ့အခါပေါ့နော်ကျမရှိမှလည်းဒါမျိုးလေးတွေပြောခဲ့ပူပါတယ်အပေါင်းအသင်းပေါင်းတဲ့အခါမှာပေါင်းအသင်းကိုပေါင်းရတဲ့အခါမျိုးစား၃ခုရှိပါတယ်ကျမအမိပြောခဲ့တယ်လို့ပေါ့နော်ကျမငယ်ငယ်တော့ဆိုကျမကိုပေါင်းတင်မှမှာဆိုလို့အများနဲ့တင်ပေးတဲ့အကြောင်းအရာလေးရှိပါတယ်လောက်ဖို့ကိုင်မဲ့တွေပဲဖြစ်ဖြစ်တငယ်ချင်းတွေပဲဖြစ်ဖြစ်အပေါင်းတင်ပေါင်းတဲ့နေရာမှာ၃မျိုး၃စားပေါင်းပါတမီးတဲ့တချို့တွေကကြတော့ကိုပေါင်းစိတ်ခွာပေါင်းရပါတယ်အပေါင်းအသင်းတိုင်းကိုကိုရောစိတ်ကိုပေါင်းရတယ်လို့မပြောပါနဲ့အမြဲတမ်းကြီးလဲဒီလူတွေအဲ့ဒါဆိုလည်းမပေါင်းရင်ရှောင်ထွက်သွားလို့မပြောပါနဲ့အဲ့တော့အခြေအနေတွေကမတူနိုင်ပါဘူးတလဲနဲ့သွားနေရတယ်တသားနဲ့သွားနေရတယ်တူတူချင်းထိုင်နေရတဲ့အခြေအနေမျိုးမှာဟင်းနေလည်းမပေါင်းဘူးငါလည်းမပေါင်းဘူးနင်းကငါစိတ်ရင်းပန်နဲ့မပေါင်းဘူးလို့ပြောလို့မရပါဘူးတချို့တွေကကိုပေါင်းစိတ်ခွာပေါင်းရပါတယ်စိတ်ကဘလူနီးနဲ့မှကိုယ့်ရဲ့သွားတဲ့ဝေးနဲ့လည်းမတူနိုင်ဘူးသူစိတ်သက်တည်မကောင်းဘူးဒါပေမဲ့သူ့ရဲ့တချို့အပြုအမူအကျင့်လေးတွေကတော့ဒီနည်းနည်းပေါ့နော်ကိုယ့်အနေနဲ့လက်ခံပေးလို့ရတဲ့ဟာမျိုးလေးတွေရှိရင်သူ့စိတ်သက်ကိုမယူဘဲနဲ့သူ့ရဲ့အပြုအမူမှာလုံးတက်ကိုင်းတတ်တယ်တချို့ကျတော့လုံးတာကိုင်းတာတော်တယ်အလုပ်ကိုင်းတဲ့ပတ်သက်ပြီးလုံးတာကိုင်းတာတော်တယ်စိတ်ရင်းကတော့တိတ်မမှန်တတ်ဘူးဆိုရင်အလုပ်ထဲမှာသူ့စီကတင်ယူစရာရှိရဲ့ဒီတငယ်ချင်းစီမှာခုနပြောတဲ့ကိုယ့်စီကကိုသူ့စီကတင်ယူစရာရှိရဲ့ဆိုရင်စိတ်သက်မကောင်းတဲ့လူမျိုးကိုငကိုတွေကမပေါင်းတာကောင်းတယ်ဆိုပေမဲ့လည်း daily life မှာရှင်သန်နေရတဲ့သူဖြစ်မယ်ဆိုရင်ကိုကတော့ခန္ဓာကိုယ်ပေါင်းပြီးတော့စိတ်ကိုခွာခွာနဲ့ဒီလိုလူမျိုးတွေစီအကျင့်ကိုစီမကူဆက်အောင်လုပ်တတ်ရပါတယ်။တချို့လူမျိုးတွေကကြတော့စိတ်ပေါင်းကိုခွာပြီးတော့ပေါင်းရတဲ့ပေါင်းတင်ရှိပါတယ်။ဒါပေမဲ့ငယ်ငယ်တော့ကျွန်မကိုဆုံးမခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲ့တော့စိတ်ပေါင်းကိုခွာပေါင်းရတဲ့တငယ်ချင်းဆိုတာဒီတချို့တွေကစိတ်ထဲရမ်းကောင်းမှုပါတယ်။တကယ်သူများပေါ်မှာလည်းချစ်တဲ့ခင်တဲ့ကိုညီပေးတတ်တဲ့အပေါင်းအသင်းစိတ်ရင်းကောင်းရှိပါတယ်။ဒါပေမဲ့ကိုမှုရအရင်ကျန်းတဲ့တငယ်ချင်းပေါင်းတင်ရှိပါတယ်။အဲ့လိုကိုမှုရအရင်ကျန်းတဲ့ပေါင်းတင်မျိုးနဲ့ကြုံတွေ့ရတဲ့အခါသူ့ရဲ့စိတ်ရင်းမှန်ပြီးကောင်းတာလေးကိုယူပေါင်းလို့ရတယ်။သူ့အတိုင်းကျန်းတဲ့လောက်ကင်ဆောင်ရမယ်ဆိုရင်ရေရှည်မှာအဆင်ပြေနိုင်ပါဘူး။အဲ့ဒါကြောင့်ဒီလိုပေါင်းတင်နေဆိုလို့ရှိရင်တော့ကျွန်တော်ပြောသလိုငါပြောတဲ့စိတ်ပေါင်းပြီးတော့ကိုခွာရပါတယ်။တချို့ပေါင်းတင်နေကြတော့စိတ်ကြက်လေးရလည်းဖြူစင်နေခန္ဓာကိုယ်အမူအရာအဖြစ်လည်းမကောင်းမှုနဲ့ညင်ညင်တတနဲ့သူတစ်ပါးကိုပြီးမှကူညီလောက်ကင်ပြတတ်တဲ့ပေါင်းသိရှိပါတယ်ဒီလိုတငယ်ချင်းမျိုးဆိုရင်တော့စင်ရဲသည်ဖြစ်ဖြစ်ချမ်းသာသည်ဖြစ်ဖြစ်ကိုရောစိတ်ကိုပေါင်းရပါတယ်ဒီမှာဒီလိုရှိရပြောလိုက်လို့ပေါင်းတင်ပေါင်းမှစိတ်ရင်းကောင်းနဲ့ပေါင်းရမှာပေါ့ကျွန်မတငယ်ချင်းတယောက်ရှိပါတယ်ရှိရတငယ်ချင်းတွေလိုမျိုးစားမျိုးနဲ့တမျိုးတခြားစီရှိခဲ့ပါတယ်မေကအမျိုးစားနဲ့ကိုကျွန်မပေါင်းတဲ့တငယ်ရဲ့အိမ်ဆက်မယ်လို့ပြောပြပါတယ်အဲ့တော့ကျမတို့အနေထားမှာနောက်ဆုံးတငယ်ချင်းအမျိုးသားတယောက်ရှိခဲ့ဘူးလေတငယ်ချင်းကအင်အားလေးနေတယ်နောက်ပြီးတော့အကြောင်းနောက်ပြီးအောင်ဆက်မတက်သွားနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့တငယ်ချင်းစိတ်သဘောထားရမ်းဖြူတယ်ကူညီတိုက်တဲ့လူကိုကူညီတယ်သူကလည်းရမ်းချောပြီးကင်နာကိုလေးရလဲဆိုလူလေးကငငယ်လေးကလှတယ်ချောတယ်နောက်ပြီးတော့စိတ်ရင်းသဘောရင်းလည်းကောင်းတယ်သူမပြည့်စုံတော့ညာလေသူရှိရဲ့မဟုတ်တကူသူများကိုခွဲဝေပေးနိုင်လာအောင်သူစိတ်ထားလေးလှသလိုသူရဲ့ပြောပုံဆိုပုံအားလုံးကလေတကယ်ကိုစဉ်းစားရှိနေနူးညံ့ဖြစ်တဲ့တငယ်ချင်းလေးဖြစ်ပါတယ်မမေကဒီလိုတငယ်ချင်းမျိုးတော့ကိုရောစိတ်ကိုပေါင်းဖို့အတွက်ကျွန်တော်တင်ပေးခဲ့ပါတယ်။ကျွန်တော်တို့မှာတငယ်ချင်းမပြည့်စုံတဲ့အတူတူမျှတပြီးတော့စားတောက်ပြီးတော့နေထိုင်ရမယ်။မမေကအဲ့လိုတငယ်ချင်းမျိုးတွေဆိုရင်နေတာအောင်အများကြီးကျွန်တော်တို့ထည့်ပြီးတော့ယူခဲ့ပူပါတယ်။
အဲ့လိုတငယ်ချင်းမျိုးဆိုရင်သူများပေါ်လဲတည်တဲ့သူများပေါ်လဲချစ်တဲ့ကိုယ်တိုင်အတွက်လည်းနူးညံ့ညင်သားတဲ့စိတ်နှလုံးကောင်းရှိရပေါင်းတဲ့မို့လို့ပတ်စံချမ်းသာတာစင်းရဲရတဲ့ဆိုင်မင်းနဲ့ကိုယ်ရောစိတ်ကိုပေါင်းအောင်တငယ်ချင်းပြဖို့ပါတယ်အဲ့တော့လုပ်ငန်းခွင်မှာဖြစ်စီကိုယ့်ရဲ့တငယ်ချင်းတွေပဲမှာဖြစ်စီကိုရောစိတ်ရောပေါင်းအမှန်ကြီးတကယ် positive energy ကောင်းတဲ့အပေါင်းအသင်းလုပ်ငန်းခွင် environment ကြောင့်ရှာဖွေတည်ရှိနေကြပါစေလို့ကျွန်မဆုတောင်းပေးလိုက်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ပါမယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့ thumbs လေးနဲ့ like လေးနှိပ်ခဲ့ပေးပါအောင်ဗီဒီယိုလေး share ခဲ့ပေးပါအောင်ကျွန်မရဲ့ဗီဒီယိုလေးကိုလည်းလက်နဝက်ခိုင် vlog channel မှာကြည့်လို့ရပါတယ်ထပ်ပြီးတော့ကျွန်မကိုလည်းအားပေးကြပါအောင်လို့ပြောရင်းနဲ့ဒီညမှာရလိုက်ပါမယ်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်ကျေးဇူးများတင်ပါတယ်